လဲလာဒီဘာတွေပါလဲဆိုပါဘူးဖေအဲ့တော့အလူကိုတပည့်တော်တန်ကြီးရှိအောင်အပြည့်လုပ်တယ်တဲ့အဲ့တော့ရှင်လောင်းလဲတဲ့ယဉ်ကျေးမှုကိုနည်းနည်းလေးပြောအောင်မယ်ဒါလေးဘုဟုသုတနဲ့ပြောခဲ့မယ်ဟောဒီရှင်လောင်းလဲတဲ့ယဉ်ကျေးမှုကမင်းတို့မဲလက်ထက်ကစခဲ့တယ်နေခဲ့တဲ့နှစ်ပေါင်း150ဝန်းကျင်ကပြောပါတော့အဲ့ဒီရင်တော့ရှင်လောင်းလဲတဲ့ထုံစံမရှိဘူးမြတ်စွာဘုရားရှင်သားတော်ရာဟုလာလေးကိုရင်ဝတ်ပေးလိုက်တဲ့ရှင်လောင်းလဲလားရှင်လောင်းမလဲဘူးနော်အဖေအမွေသွားတောင်းကြီးဟာရွှေဦးလေးလုံးကပျောက်သွားတယ်ပတ်စဝတ်ဒီဘာတွေသွားတောင်းလော့တွေဘာတွေသွားဖြီခိုင်းတာဒီသဘောပါပဲနော်ရသောတရားလဲရွှေဦးလိုချင်တာကိုရင်ဖြစ်သေးခြင်းဘူးဟုတ်ပြီလားအခုလဲဒကမာကြီးတို့ကပါသားကိုကနေဒါပို့ထားတာဘုန်းကြီးဝတ်မှာသို့လို့လားမဟုတ်ပါဘူးနော်ခက်တော့ခက်တယ်နော်ထားတော့အဲ့လိုနဲ့ဟောသွားပြီးတောင်းခိုင်းလိုက်တဲ့အခါကျတော့ဂါထာနေမန္တန်နေများရွတ်လိုက်ရင်ပြန်ပေါ်မလားငါသားအဖေးတီသွားပြီးတော့အမွေတောင်းကြီးဆိုတော့ဘုရားရှင်ရဲ့သင်္ကန်းလေးဆွဲပြီးတော့အဖေအမေကဟိုမလေးအမွေတောင်းခိုင်းလို့အဖေဘယ်ဂါထာရွတ်ရင်ဒီဟောဒီရှိုးကြီးတွေပြန်ပေါ်မလဲဟောဒီဘယ်မန္တန်ကိုအဋိဋ္ဌံဘယ်လောက်လို့ရင်ပြန်ပေါ်လာမလဲအဖေအမွေပေးနဲ့လိုက်တော့တာဒီကလေးလေးကဒီနေ့မှတွေ့ဘူးတာဒီနေ့မှတွေ့ဘူးတဲ့ကလေးကသင်္ကန်းလေးစားလေးဆွဲပြီးလိုက်တော့ဘုရားရှင်ကဘာမှမပြောခေါ်သွားတယ်စွန့်ကလန်းကြောင်းရောက်တဲ့အခါကျတော့မင်းအမွေလိုချင်တာလားဟုတ်တယ်အမေကအမွေတောင်းကြလို့အဲ့တော့အဖေပေးတဲ့အမွေငါပေးတဲ့အမွေမင်းယူမလားယူပါမယ်ကလေးလေးက9နှစ်သားလေးရှိတယ်။ကိုင်းတိုင်ဗုဒ္ဓသူကရုံတိုးပေးလိုက်ကွာမောက်ကလန်သူ့ကိုသင်္ကန်းစီးပေးလိုက်ကွာတိုင်ဗုဒ္ဓမင်းဥစ္စာဆရာလုပ်ပေးလိုက်နော်ရှင်မကတ္တဝနေပြီးတော့သူ့ကိုနေသီးဆရာအဆုံးမပေးတဲ့ဆရာလုပ်လိုက်ဟောကိုရင်လေးဖြစ်နေတခါတည်းရတော်တရားတပူပေါ်နှစ်ပူစစ်လင်ဖြစ်တဲ့သူကအခုဘုရားဖြစ်သွားလို့နော်9နှစ်ရှိပြီကွဲကွာသွားတာသားလေးကိုတခါတည်းနော်ဒီသူ့ရဲ့အားကိုးရာအနေနဲ့ဒီသားလေးကိုထွေးပွေးပြီးချစ်ခဲ့ရတယ်။နောက်ဖအေးရဲ့ပုံတူလေးလေရုပ်ကလည်းတော်တော်တူတာဟုတ်အလွမ်းပြေချစ်ခဲ့တဲ့ဒီသားလေးကိုကိုရင်ဝစ်ပေးလိုက်တယ်ဆိုတော့အဖိုးလုတ်တဲ့ခဏဖအေးဖြစ်တဲ့သောရမင်းကြီးဒီသွားငိုရောသောရမင်းကြီးရဲ့အဲ့ဒီချိန်မှာသဂရကံဖြစ်နေပြီဟာဒုက္ခပါပဲဘာတွေလုတ်တာတော့ငါသားကိုယ်တိုင်သွားပြောမှရမယ်သောရမင်းကြီးကြွတော့မြတ်စွာဘုရားဘာလုတ်တာတော့ဗျဘာလုတ်တာတော့ဆိုတော့တခါကြီးအမွေပေးတာလေနောက်ဆိုရင်တော့ဗျာအဲ့လိုမျိုးအမွေပေးပါနဲ့တပည့်တော်တော့အရိယာဖြစ်ပြီးသားပုံကိုကြီးတောင်မြည်လေးလှုပ်တဲ့သူကရှင်ပြကြည့်လိုက်အောင်တဲ့သားဖြစ်တဲ့အရှင်ပြကဘုရားဖြစ်သွားပြီတဲ့နောက်အိမ်ရှိဥပိယသာထားတဲ့သားဖြစ်တဲ့နန္ဒကလည်းဘုန်းကြီးဝတ်သွားပြီတဲ့မြည်လေးကိုနန်းရတင်ပြီးတော့တိုင်းပြည်ရဲ့အသက်တိုင်းပြည်ရဲ့အနှစ်လေးအနေနဲ့ထားတာကိုရင်ဝိပ္ပိလိုက်တဲ့တပည့်တော်ရင်ခွဲရပါတယ်ဗျာအရိယာပုဂ္ဂိုလ်ကြီးတောင်နဲ့ရင်ခွဲနေတာပဲလူတကာလူမတွေသားကိုရင်ခွဲမှဆိုလို့ဘုန်းကြီးမို့ခိုင်းတာဘာသန်းလိမ့်မလို့လားခဏအခုဒီတဲမှာရှိတဲ့တရားနာပရိသတ်တွေရောသားသမီးကိုဘုန်းကြီးဝတ်မလားဆရာဝန်ဖြစ်ခြင်းလားဆိုဘာလို့မလဲဆရာဝန်ဖြစ်သေးခြင်းပါပေါ့ဟုတ်လားသားသမီးကိုဘုန်းကြီးဝတ်ခိုင်းမလားတခါတည်းတထေးကြီးလို့ခိုင်းမလားဆိုဘာလို့မလဲဟောသားသမီးတွေကိုဘုန်းကြီးဝတ်နဲ့ပညာမတတ်ပဲနေလိမ့်မယ်တော့ဘုန်းကြီးဝတ်နဲ့ကြီးမဝတ်တော့ပညာမတတ်ပဲနေလိမ့်မယ်စီးပွားတွေမရပဲနေလိမ့်မယ်ဘုံဘုံတို့ကစီးပွားရေးနဲ့ပညာရေးနဲ့အလဲခံသာသနာမှာတန်ချင်းမရှိဘူးလို့ထင်နေကြခိုင်းထားတော့အဲ့လိုနဲ့ခုဒီမှာတော့ဘုရားကကိုရင်လေးဝိပေးလိုက်တဲ့အခါအဲ့ဒီမှာသောရဏမင်းကြီးကမြတ်စွာဘုရားနောက်ဆိုရင်အဖေတွေမေတွေမေးကြည့်ပါအဖေတွေအမေတွေကခွင့်မပြုပဲနဲ့ကိုရင်ဝိမပေးပါနဲ့ဆိုတော့အခုဒီကိုရင်တွေကိုရင်ဝိမယ်ဆိုတော့မေးတယ်မို့လားရှင်ဗျားတို့ဦးစင်းဝိမယ်ဆိုတော့အဖေမေခွင့်ပြုချက်ရရဲ့လားဆိုတော့မေးတယ်နော်အဲ့ဒီကလာတာညီလေးကိုကိုယ်ဝတ်ပေးလိုက်လို့ရင်ခွဲနာကြမ်းမတဲ့ခံစားရတာတိုင်းပြည်ရဲ့အညွန့်အညောက်လေးအနှစ်လေးဖြက်စီးပစ်လိုက်တာရှင်များနောက်မလုံးပါနဲ့ဗျာတပည့်တော်တို့အဖိုးအဖွားတွေရဲ့ကိုစားအဖေမေတွေရဲ့ကိုစားတပည့်တော်မှားခဲ့ပါမယ်ရှောက်ခဲ့ပါမယ်ဆိုတော့သောရဏမင်းကြီးဖေရဲ့သားကိုမှားလို့ဒီဝီနည်းကိုမြတ်စွာဘုရားရှင်ပြည့်ညက်လိုက်တာအဖေမေရဲ့ခွင့်ပြုရရမယ်တဲ့ခိုင်းထားတော့အဲ့လိုနဲ့ဒီကိုရင်လေးရဘူးလားဖြစ်သွားပြီလေအဲ့ဒါဆိုတော့ရှင်လောင်းလဲတာကြီးပါလားဘာမှခံခံတော့မပါဘူးနော်ပပစိတလို့ခေါ်တဲ့ခုနအရင်ချင်း၃ခုပြည့်သွားရင်ရတာပဲခိုင်းထားတော့အဲ့ဒါတော့ဘုန်းတော်မြန်မာပြည်ကြတော့ဘာကြောင့်ဖြစ်လာလဲဆိုတော့မင်းတော်မင်းလက်ထက်ကနော်တီဘောမင်းကဘုန်းကြီးလူတွေကိုဒီတီဘောမင်းကိုကိုရင်ဝတ်မယ်ဆိုတော့လည်းတခန္ဓနာနဲ့နောက်ပရမကျော်ပြန်စံဘူဝတ်တွေဘာတွေလှုပ်လာတဲ့အခါကျတော့အဲ့ဒီမှာတခါတည်းမင်းကမင်းသားတွေနဲ့ဒီဖျားစာတွေကိုသင်တဲ့ပုဂ္ဂိုလ်တွေကိုအထူးပြုပြီးတော့ရှင်လောင်းလဲသလိုမင်းကမင်းသားကြီးနဲ့လှုပ်ရနေပြီးတော့ဒီနေ့မင်းကနေပါတွေနဲ့ရှင်လောင်းလဲတဲ့အလေးကျင့်ပါလာတာမူရင်းအစ်စ်ကိုစလိုက်မယ်ဆိုရင်တော့တာလမန်တရားကြီးလက်ထက်ကမြန်မာတက္ကရာ1000အခု1388ဆိုတော့388နှစ်ရှိပြီဒီရှင်လောင်းလဲတဲ့အမူရင်းတွေကိုနှစ်400ဝန်းကျင်ဖြစ်သွားပြီတာလမန်တရားကြီးလက်ထက်ကစခဲ့တာအမှန်မှာတော့အဲ့ဒီတုန်းကဖျားစာသင်မဲ့ပရမကျော်ပြန်အဲ့ဒီစာတွေဘာတွေအောင်တဲ့ပုံကိုယ်တွေကိုတခန္ဓနာအနေနဲ့ရှင်မြင်းကြီးတွေမူကြီးမတ်ရာတွေရဲ့တရားတွေတော့ဘုရားသာသနာကိုသင်နေတဲ့ပုံကိုယ်တွေကိုအလေးထားရပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကရှင်မြင်းကြီးလိုဝတ်ပြီးတခန္ဓနာဝတ်ပြီးစင်ကြီးနဲ့လှည့်ခိုင်းတာတာလမင်းတရားကြီးလက်ထက်လောက်ကစခဲ့တဲ့ယဉ်ကျေးမှုအဲ့ဒီဟာကိုဒီနေ့ပုံကြီးချဲ့ပြီးတော့
လှုပ်လိုက်နဲ့ရှင်လောင်းလဲလာတွေကသိန်းထောင်နဲ့ကြီးကုန်းနဲ့သိန်းရာနဲ့ကြီးကုန်းနဲ့မလိုလားအပ်တဲ့အဲ့ဒီဘက်မှာသွားပြီးအကုန်ကြများတယ်အဲ့ဒီဟာကိုဘုံလက်ခံနေတယ်ဒါကတခန်းတနာရှင်ရဟန်းပြုမဲ့ပပတိတဘဝရောက်မဲ့ပုဂ္ဂိုလ်ကိုတခန်းတနာလှူတာပေါ့လက်ခံနေတယ်ဒါပေမဲ့ဘာတွေဖြစ်သွားသလဲဆိုတဲ့အခါကျတော့အခုအတော့အစားတွေကလိုအပ်တာတဲ့ပို့ပြီးတော့လွန်ကျူးလာအဲ့ဒါကိုတချို့ဖြည့်ခြင်းတဲ့သူကဘာပြောလဲဆိုတော့ဘောဓန္တရမင်းကြီးဘွားကတဲ့လူချင်းသမျှအကုန်လှူရတာဖြစ်တဲ့အတွက်အလှူလို့ရင်အရက်ပါတဲ့လှူတယ်ဆိုတဲ့ဟာဟုတ်လားမသိမဟုတ်လားမသိအဲ့ဒါယုံပြီးတော့အလှူတွေလည်းအရက်တွေပါတွေလည်းထဲဟာနော်အလှူလုံးတဲ့သူတွေလည်းအရက်တော့ဖို့အဓိကပဲရှင်လောင်းလဲတဲ့ရင်လည်းအရက်တော့ဖို့အဓိကပဲမင်္ဂလာဆောင်လည်းအရက်တော့ဖို့အဓိကပဲဘုံဘုံတို့နိုင်ငံကဘာအလှူလို့အရက်တော့တဲ့ဟာအဓိကပြန်အလှူကိုစိတ်ဝင်စားအကောင်မှအလှူကိုကြည်ကြည်နူးနူးဖြစ်အကောင်မှအလှူမှာတရားနာအကောင်မှအလှူနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုတွေကိုလေ့လာသုံးသပ်အောင်မသိဘူးအရက်တော့မယ်မဟုတ်တဲ့ဟာတွေရှေ့တန်းရောက်နေတယ်အဲ့ဒီမှာအကုန်ကြတွေများတယ်ပြဿနာတွေဖြစ်တယ်ဟာအလှတကာလည်းတခါတည်းမျက်လုံးကြီးကိုရဲလို့တောက်ထားတာတချို့လူပွဲတွေမှာလေတွေ့ဘူးတယ်ဟုတ်လားအဲ့ဒီမျိုးလောက်တာမှန်ကန်တဲ့ယဉ်ကျေးမှုဟုတ်ရဲ့လားအေတန်တရဝတ္တဒုက္ခတော်သူအရက်တွေတောက်ပြီးတော့မူယူပြီးတော့တခါတည်းလင်းနဲ့မရနဲ့တခါအလှတကာနဲ့အလှတကာမနဲ့ရံဖြစ်ပြန်ပြီးတဲ့ဟိုဘက်ကဆွေမျိုးသားချင်းတွေဒီဘက်ကဆွေမျိုးသားချင်းရံဖြစ်ပြန်ပြီးတဲ့အလှထဲမှာဘသူထဲလို့လဲဘသူမထဲလို့လဲပြဿနာကြီးတယ်အဲ့ပြဿနာကြီးတယ်နော်ဒါကြောင့်အခုဘုံဘုံကတနိုင်ငံလုံးကိုဒီနေရာနေမှားလိုက်ပါတယ်အရေးမပါတဲ့ကိစ္စတွေအရာလုတ်ပြီးတော့အကျဲမချဲ့ပါနဲ့ရှင်လောင်းမလဲရဘူးလို့မဟုတ်ပါဘူးကျင်းနိုင်နေမြကျင်းတာကောင်းပါလေတို့တော့ဖရာလောင်းကသားမြတ်စွာဘုရားသားလေးကိုရှင်ပြုပေးခဲ့တာရှင်လောင်းမလဲပါဘူးအာသောကမင်းကြီးကသားတော်မဟိန္ဒနဲ့သမီးတော်သင်္ကမိတ်တာကိုရှင်ပြုပေးခဲ့တာရှင်လောင်းမလဲပါဘူးမလုတ်ခဲ့ပါဘူးအဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း400ဝန်းကျင်လောက်ကတို့မဟုတ်ဒီပေါ်မဲ့လက်ထက်လောက်ကစခဲ့တဲ့ရည်ချင်းမှုကိုပုံကြီးချဲ့ပြီးတော့အဲ့ဒီဟာဘက်ကိုအကုန်ကြတွေများပြီးတော့ကုသိုလ်ကောင်းမှုပြုတဲ့အခွင့်အရေးတွေနည်းနေတာအပြင်မကောင်းပါဘူးနော်အခုတကယ်တမ်းဆိုရင်အခုဓမ္မကြီးတွေလှူသလိုပေါ့လေဒီကျောင်းတိုင်းမှာဒီသားတွေဟောဒီဘက်ကဦးစင်းတွေခွင်ဝဲကြဦးစင်းဝဲကြမဲ့ကျောင်းမှာလိုအပ်တာလေးတွေလှူတယ်အထောက်ပံ့တွေပေးတယ်တက်နိုင်အဲ့လူဝဲနဲ့ပတ်သက်ပြီးတရားသခန်းလေးတွေလုပ်ပေးမယ်ဘလောက်ကောင်းအဲ့ဒီကုံကြတဲ့ဟာကိုကောင်းတဲ့ဘက်ကြီးရင်းနှီးမြှုပ်နှံပေးလိုက်အဲ့ဒီအလှမှန်တယ်မြတ်ဟောဒီပပစိတမင်္ဂလာဆက်ပြီးတော့မင်္ဂလာနဲ့စမင်္ဂလာနဲ့အလဲမင်္ဂလာနဲ့အစုံအစအလဲဆုံးဒီကနေ့ဆိုရင်ပပစိတပွဲကိုအကြောင်းပြုတော့ဒီနေ့ဘုံဘုံကိုတရားအလှမင်္ဂလာပေါ့ဗျာဟုတ်ဘူးလားမင်္ဂလာနဲ့စမင်္ဂလာအလဲမှာထားမင်္ဂလာနဲ့အစုံအစအလဲဆုံးကုသိုလ်သေးကြီးအစဉ်ဆက်ဖြစ်သွားအောင်လှုပ်သွားမှသာလင်ပပစိတသူတော်ကောင်းအလှသူတော်ကောင်းအလှလှုပ်တာသဘာဝကြလိမ့်မယ်မှန်ရလားဒါကြောင့်အခုအနည်းချုပ်နေနဲ့ပြောမယ်ဆိုရင်အခုသာသနာအမွေခံစစ်မှန်တဲ့သာသနာအမွေခံဆိုတာအခုဘုံပြောခဲ့တဲ့အကြောင်းအရာတွေပါပဲပပစိတဆိုတဲ့အနှစ်သာရရှိတဲ့အလုပ်ကိုလုပ်ရင်သာသနာအမွေခံနော်အသောကမင်းကြီးကရေတွင်းပေါင်း8400ရေကန်ပေါင်း8400စေတီပေါင်း8400ကျောင်းပေါင်း8400 4မျိုးလို့ပြောတယ်တို့တော့စာမှာတော့2မျိုးပဲပြတယ်ကျောင်းပေါင်း8400စေတီပေါင်း8400လှူခဲ့တယ်အဲ့ဒီအလှရေသက်ချပွဲကြီးမှာ96ကလေးကုန်တယ်96ကလေးကုန်တဲ့ရေသက်ချပွဲကြီးမှာတပည့်တော်သာသနာအမွေခံထိုက်ပြီလားယန္နာရှင်မြတ်တွေကလောကဝိဝရဏတကူနဲ့တန်ပေါင်း10နဲ့ချီပြီးကြွလာတဲ့ယန္နာရှင်မြတ်တွေကလောကဝိဝရဏတကူလုံးနဲ့ဒီလောကကြီးတစ်ခုလုံးဒီမြေပြင်တစ်ခုလုံးမှာအာသောကမင်းလှူထားတဲ့စေတီတွေအကုန်လုံးမြင်စေကျောင်းတွေအကုန်လုံးမြင်စေဆိုပြီးတော့တကူနဲ့ဖန်ဆင်းပြထားတဲ့ဟာလိုက်လွှင့်ပြထားတယ်လို့ပေါ့လေအဲ့ဒါကိုမြင်တဲ့အခါအာသောကမင်းရဲ့ဝမ်းသာလိုက်တာတပည့်တော်သာသနာအမွေခံစစ်ဖြစ်ပြီလားဗျတပည့်တော်သာသနာအမွေခံစစ်ဖြစ်ပြီလားဗျနဲ့ယန္နာရှင်မြတ်တွေမိတဲ့အခါယန္နာရှင်မြတ်တွေကဘင်းကြီးအမှန်တိုင်းပြောမယ်နော်ဘုန်းကြီးတို့ဟုတ်လားဟောဒီမြေပြင်ကနေဗြဟ္မပြည်ရောက်တဲ့အထိစေတီတွေကျောင်းတွေရွှေတင်ငွေတွေအကုန်ပိုးလှူတယ်ဆိုရင်တော့သာသနာဒါယေဇအမွေခံမမြည်သေးဘူးကွာတဲ့သာသနာအမွေခံအစစ်ဖြစ်ဖို့ဆိုတာမင်းသားသမီးတွေကိုသာသနာပေါင်းသွင်းပေးရမယ်ဒါမို့ကိတ္တိမသားလို့ခေါ်တဲ့သူသားနောက်ပဲဆွေမျိုးသားချင်းတွေကိုသာသနာအမွေသွင်းပေးရမယ်အဲ့ဒါလုံးမပေးရင်သာသနာအမွေခံအစစ်မဖြစ်ဘူးတဲ့မှန်လားဟိ